အားလုံးပဲမင်္ဂလာပါရှင်ဇက်ခစ်ပြီဘောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြီးတဲ့ဆက်တီလေးနဲ့မိတ်ဆက်ပေးမယ်ရှင်ဒီနေ့ပြီးတဲ့ဆက်တီလေးကတော့ဒီမှာလက်တန်းတူတလက်မအထူလေးပေါ့နော်လက်တန်းတူတလက်မအထူလေးပါသူကကြောတော့တယောက်ခုံက၄ကုန်းပါမယ်စပွဲတစ်လုံးပါနှစ်ယောက်ခုံရှည်တစ်လုံးပါမယ်ပေါ့နော်သူ့ရဲ့ပန်းကနုတ်ကလေးကပလဲသီးလေးကိုမှအရန်နဲ့ကိုလှပရယ်နော်ဒီဇိုင်းအစမ်းလေးပန်းကနုတ်အစမ်းလေးအရန်နဲ့ကိုလှတယ်ရှင်လက်တန်းတူတလက်မအပြည့်နော်မလက်တန်းတူတလက်မအပြည့်သူ့ရဲ့ဈေးနှုန်းလေးက9သိန်းခွဲကျပ်ပါရှင်စပွဲမှာလည်းပန်းကနုတ်လေးပါမယ်ဒီမှာနောက်ကျောဖြစ်မှာပန်းကနုတ်လေးဆိုရင်လည်းအရန်နဲ့ကိုလှပါတယ်ရှင်ကျွန်းတစ်ကျွန်းစစ်တစ်မျိုးတည်းကိုသာအသုံးပြုပြီးရည်သွေးပြည့်မြဲနိုင်ငံခြားစစ်အကောင်စားတစ်မျိုးတည်းကိုသာအသုံးပြုထားဖြစ်ပါတယ်ရှင်ရည်သွေးပြည့်မီပြီးကျွန်းတစ်ကျွန်းစစ်လေးလိုချင်တယ်ဆိုရင်တော့ဇက်ခစ်ဘီဘောကလှမ်းလာကြကိုဖိတ်ခေါ်ပါရရှင်ဇက်ခစ်ဘီဘောကဖုန်းနံပါတ်လေးက399256 383939ဖုန်းနံပါတ်တစ်မျိုးတည်းသာအသုံးပြုထားပါရနော်ဇက်ခစ်ဘီဘောကမှကြည့်ရှုအားပေးသူတဦးတယောက်ချင်းစီနဲ့ဝယ်ယူအားပေးသူတဦးတယောက်ချင်းတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်